Machine. Tomorrow, Miss Grand Medina 2026 ထွေးမှုပါမယ်ဖြစ်ပါတယ်ရှင်။ကျမတက်ကတော့second initial ပါပြီ။ကျမဆိုလို့ရှိရင်မြန်မာနိုင်ငံရဲ့တစ်ဖက်မှာရှိတဲ့ကချင်ပြည်နယ်မြစ်နာမြို့ကိုစားပြုသူဖြစ်ပါတယ်ရှင်။ကျမရဲ့မြို့လေးအားဆိုလို့ရှိရင်အေချမ်းပြီးတော့တာယာလာပါတဲ့ကျင်းတဲ့ဒေသများနဲ့အတူအရန်ကိုလာပါတဲ့နေရာလေးတစ်ခုပဲဖြစ်ပါတယ်ရှင်။အချိန်ကြီးများစွာလည်းပုံများပါတယ်။ကျမတို့ရဲ့အချိန်ကြီးနေရာများစွာပုံများတဲ့အထဲမှာလူအများတွေ့ရှိနိုင်တဲ့အချိန်ကြီးနေရာတော့အေယာဝတီမြစ်ကြီးပဲဖြစ်ပါတယ်ရှင်။ကျမတို့ရဲ့အေယာဝတီမြစ်ကြီးအားဆိုလို့ရှိရင်မိခါနဲ့မနီခါပေါင်းစုံရတဲ့ဖြစ်ပေါ်လာတာဖြစ်တဲ့အတွက်ကျမတို့တိုင်းရင်းသူတိုင်းရင်းသားတွေကလည်းတူဦးနဲ့တူဦးစီလုံးညီညွတ်ပြီးတော့ခွဲတော့စစ်စစ်တာမျိုးနဲ့အတူနေနိုင်ကြတဲ့မြို့ငယ်လေးပဲဖြစ်ပါတယ်ရှင်။ကျမတို့ရဲ့မြစ်ကြီးနားမြို့ကိုဖွံ့ဖြိုးတိုးတက်လာဖို့အတွက်စ조사ဆောင်ရွက်နေကြတဲ့လူငယ်များစွာရှိတဲ့အထဲမှာကျမဆိုလို့ရှိရင်တတောင်းတနေရာနေပြီးတော့ Miss Grand မြစ်ကြီးနားကိုစားပြုနေနဲ့ဖွံ့ဖြိုးတိုးတက်လာအောင်ဆောင်ရွက်နေတဲ့လူငယ်ပြောင်းဖြစ်တဲ့အတွက်ကျမတို့ဆက်လက်ပြီးတော့ဝယ်ဝင်ကူညီပေးကြပါလို့ကျမတို့ပြောချင်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်ရှင်။